ကြီးပေါ်ရောက်နေပါရဲ့ကဲဒီတော့ဦးထွန်းလင်းဆန်လန်းထဲမှာအရန်ကိုနာမည်ကြီးနေတဲ့ကိုရီးယားစားတောက်ဆိုင် Food Factory ဆိုင်လေးကိုရွှေနဲ့တူတူသွားလိုက်ရအောင်နော်ဒါလေးကတော့ဦးထွန်းလင်းဆန်လန်းမှာဦးထွန်းလင်းဆန်လန်းထဲမှာနော်ကဲဆိုင်ရှိတော့ရောက်ပါပြီဆိုင်ပြင်ဆင်လေးကအပြားချင်းကိုချစ်စရာလေးနော်အဲ့တော့အထဲမှာဘယ်လို decoration လေးတွေပြင်ထားမလဲပြီးတော့အစားတောက်လေးတွေကဘယ်လိုအရသာရှိမလဲဆိုတာကိုရွှေနဲ့တူတူမြင်စမ်းကြည့်လိုက်ရအောင်ကလာမဖုတ်တက်တီမှာကျူဆိုပါရဲ့ရှစ်ရွှေမာကလေးရပါပြီရှင်မွေးနေရပဲနည်းနည်းလေးဤလာရင်ခင်ချီလေးနဲ့တွဲလိုက် pasty musty သမင်းတော့မှလေဘာအရသာရှိရလဲဆိုပို့ရတဲ့အချိန်ရှင်းချက်ရမ်းပါမှာအရသာလေးကပြောပြမယ်ချင်းဆက်ကလေးကိုမှလုံးဝမအီဘူးကွယ်တင်းခံလေးလည်းပါရဲဆိုတော့ကျမအနေနဲ့ညွတ်တယ်နော်ဒီ Food Factory ကအစားတောက်တွေကပိုးရှင်းနဲ့များရဲ့အရင်လည်းအရသာရှိရဲဆိုတော့အဲ့တော့ကြည့်ပြည့်ရနော်မွေးလိုက်တာနန်းလေးကိုမွေးညာပါလားဘယ်ဆက်ဟင်းလေးညီးကြည့်လိုက်မယ်နော်ဘယ်လိုကောင်းလဲခလေးဆိုရင်ဆက်နေတဲ့အခါကြီးပါကြလို့ရှိရင်ဒီနေ့လေးတော့ဆက်ပြီပေါ့ဟိုက်တော်တော်တင်းသွားပြီအများကြီးစားလိုက်တာအော်မင်းရောမလို့ဒီဆိုင်မှာလေဟန်ဖို့လေးဝတ်ပြီးတော့တဲ့ဓာတ်ပုံရိုက်လို့ရရဲ့တဲ့အဲ့တော့ရွှေဘိုက်တအားတင်းနေမယ်အတူတူဟန်ဖို့လေးဝတ်ဓာတ်ပုံသားရိုက်လိုက်မယ်ရှင်းတဲ့တူတူဟန်ဖို့လေးတော့ကြည့်ကြမယ်ဟန်ဖို့လေးကလှလိုက်တာနော်ဟာလေးပဲဝတ်လိုက်မယ်ရှိအမကြီးရောက်လာပါပြီရှင်ချစ်စရာလေးတွေကြည့်အောင်ရွှေတာလေးကိုအရင်စိတ်ဝင်စားနေတယ်ဒါလေ Food Factory ရဲ့ signature rice ball လေးပေါ့နော်ထမင်းလုံးလေးတွေပါစားကြည့်လိုက်ရအောင်ချစ်စရာလေးကြည့်အောင်တွေ့လေဒီတလုံးလုံးရဲ့အရသာကိုသိကြမှာပေါ့နော်စက်ထဲတစ်ခုလုံးထည့်လိုက်တာဖန်ဆောင်နှမ်းလေးတွေစိတ်လေးအရသာစိတ်လေးလည်းပါရဲ့ပြီးရင်ရင်းညိရဲ့အရသာလေးလေးလေးကိုလည်းခံစားရတယ်ပေါ့နော်တော်တော်လေးစားကောင်းပါရဲ့ဒီထမင်းလုံးလေး3လုံးလောက်ဆိုရင်တော့ဘိုက်ဝပြီတင်တယ်ရွှေက Food Factory မှာအေးမျိုးစုံရရဲ့အသီးဖြော်ရည်လေးလည်းရရဲ့ရွှေကတော့ဒါ seasonal fruit ပေါ့နော် strawberry ဖြော်ရည်လေးချွတ်ချွတ်ချင်းလေးတောက်ပါမယ်ကဲအခုကတော့ဝက်ဆက်လက်အလဲဖြစ်ပါရဲ့ဒီဝက်စလက်ရဲ့ဒီဝက်အသားရဲ့အရသာပေါ့နော်အချို့မစူးဘူးသူ့ရဲ့အရသာလေးကဘယ်လိုပြောရမလဲတချို့ဝက်စလက်တွေကလေတအားအချို့စူးတာကိုတွေ့ရတယ်ပေါ့နော်တချို့ကလည်းအဲ့လိုအချို့စူးတဲ့ဝက်စလက်တွေကိုကြိုက်တယ်ဒါလေးကကြောင့်အချို့မပြင်းတဲ့ရွှေရိုးလိုမျိုးအချို့စူးကြီးတွေမကြိုက်တဲ့သူတွေအတွက်ဆိုရင်ဒီဝက်စလက်လေးကလုံးဝကွက်တီပဲဒီစလက်ရွက်လေးတွေကိုဝက်စလက်လေးထည့်ပြီးတော့အဓိက sauce ကလည်းအသက်ပေါ့နော်ဒီ sauce အရသာလေးကလေချင်းဆက်ကလေးနဲ့ဒီဝက်စလက်နဲ့တွဲလိုက်တဲ့အချိန်မှာတအားကိုလိုက်တယ်ဒါလေးကတော့ဝတ်သားပြကြောကတ်တလေးပါချစ်စရာလေးအပြင်သားလေးကကျွတ်ရွလေးအထဲမှာဝတ်သားရဲ့အရန်ကိုနုညံ့နဲ့အီနုညံ့လေးအဲ့လိုလေးခံစားရတယ်ပေါ့နော်ဝါလိုက်တဲ့အချိန်မှာရွှေရရှိမှဟာယိုစားပြီးလေပေါ်နေတယ်အေးဝါမှာဆိုလို့ဒီဘက်ကိုအရင်စားလိုက်ရတယ်ဒါမို့အေးဝါမှာစိုးလို့ပါဂုံတူးမှတ်ကွာဂုံတူးမှတ်တကယ်အရန်ကောင်းတယ်ဒီမှာအဆက် level တွေပါရတော့ကိုရဲ့အကြိုက်တိုင်းပြောလို့ရမယ်တော့ထင်တယ်ဒါဘူးတဲ့ရဲ့ချက်ကြော်ပါမယ်နောက်ပြီးတော့ဟင်းနုနယ်ရဲ့ကြော်လေးပါမယ်ထမင်းကရိုးထမင်းမဟုတ်ဘူးเนาะဒါလေးကကိုရီးယားဆန်လေးကိုမှနှမ်းစီမွေးလေးနဲ့နန်းလေးနဲ့ရောထားရဲ့ပြီးရင်ဒီမှာ kimchi ပေါ့ဒီဘူးတဲ့ရဲ့ signature kimchi ပေါ့เนาะအဲ့ဒီတပွဲလုံးကိုမှယခုလက်ရှိဈေးနှုန်းဆိုရင်6500ကျပ်ပဲကျမှာဖြစ်ပါရဲ့ဒီဆက်လေးကတော့အရန်ကိုတန်တဲ့ဆက်လေးဖြစ်ပါရဲ့ဒါလေးကကြောင့် blueberry juice လေးပေါ့နော် blueberry juice လေးတစ်ခွက်ပါမယ်နောက်ပြီးရင်ဟင်းစိုလေးပါပါမယ်အမို့တွေအများကြီးပဲ share ပဲလေလားပူပူလေးပြီးတော့ထမင်းလေးပါမယ်ပြီးရင် Korean cucumber salad လေးပါပါမယ်ရှင်
ဒီတက်ဆက်ဆိုလို့ရှိရင်12500ပဲလက်ရှိဈေးရောင်းပေးနေပါရဲ့အဲ့အတွက်အရန်ကိုတန်ပြီးတော့အေးလေးတောက်ရမယ်အရေးဟိပူပူလေးလေးတောက်ရမယ်ပေါ့နော်ပြီးရင်ထမင်းလိမ့်လေးလေးစားရမယ်ဆိုတော့ဖိုင်လဲဝမယ်ကျန်းမိုင်လေးလည်းညညွတ်ပါမယ်ရှင်ဒါလေးကတော့ကိုရီးယားဖတ်ထုတ်လေးပါဒါလေးကပုံမှန်စားနေကြဖတ်ထုတ်ရတိုင်းနဲ့မတူဘူးပေါ့နော်ကိုရီးယားဖတ်ထုတ်လေးပါဘင်းကရဖတ်ထုတ်ပေါ့ကွယ်ပြောရရင်စကြည့်လိုက်ကြနော်ပြင်ကဖတ်ထုတ်ရဲ့ကျွတ်လေးမှာအထဲမှာကြတော့ဒီမောင်လာဥနီလေးတွေနဲ့အသားရဲ့အရသာဘယ်လိုပြောရမလဲနူးညံ့ပြီးအပြင်ကအကျွတ်ရတာနဲ့အထဲကဒီနူးညံ့တဲ့အရသာလေးအပြင်မှာတခွားလေးတို့ဘာလို့ရဲ့တဘာဝအချို့အရသာလေးလည်းခံစားရတယ်ပေါ့နော်ဒီ sauce လေးနဲ့စားလိုက်မယ်ဆိုတော့ကွက်တိပဲအဲ့တော့သေးစားနေနဲ့စားရင်တော့ share ပဲဒီလား9ရက်နေ့ကနေ20ရက်နေ့အတွင်းဒီဘူးတက်ဆိုင်လေးမှာဟမ်ပွတ်လေးဝတ်ပြီးတော့ဓာတ်ပုံရိုက်ပြီးရင်ဘူးတက် page လေးကို like လုပ်တက်တွဲပြီးတင်လိုက်ရုံနဲ့ 10% discount တောင်ရမှာနော်ခင်ပြီးတော့လေValentine Day ကျရင် chocolate မစားရမှာတော့စိတ်မပူနဲ့နော်ဒီဘူးတက်ဆိုင်လေးကိုလာမယ်ဆိုလို့ရှိရင် customer တွေအတွက်အထူးအစီအစဉ်တွေနဲ့ chocolate တွေပန်းတွေကိုလည်းအစီအစဉ်ပေးထားတယ်တဲ့ဒီတော့ကိုရီးယားအရသာကြိုက်တဲ့သူတွေအတွက်ကိုရီးယားအရသာစစ်တွေကိုလည်းစားရမယ်ပြီးတော့ဒီလိုဟမ်ပွတ်လေးဝတ်ပြီးတော့ကိုရီးယားရိုက်သွားသလိုမျိုးကိုရီးယား vibe အပြည့်နဲ့ချင်းစင်နေဆိုရင်တော့ဒီဆိုင်လေးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရနော်